နိုင်ငံတကာစီးမြင့်တွေရတော့လူရှင်တော်တယောက်ရဲ့ရှိုးကိုကြည့်ရင်လက်ခုပ်မတီးရင်တောင်မှမုံပိုးပေးဖို့ကတော့အရေးကြီးရဲ့ပြမပေးရင်သူကချက်ချင်းပဲရုပ်ပြောင်းသွားတတ်တာကိုညမောင်ထဲမှာလမ်းဘေးတနေရာမှာအဲ့ဒီလူရှင်တော်ကသူ့ရဲ့စွမ်းရည်တွေကိုပြနေတော့မဲသူကပလင်းတစ်လုံးကိုအောက်မှာချလိုက်ပြီးလက်နဲ့တင်းနဲ့ပစ်တဲ့ပုံစံလုပ်ပြလိုက်တယ်နောက်တစ်စက္ကန့်မှတင်အဲ့ဒီပလင်းကအလိုလျောက်အကွဲချေမှုသွားတာပေါ့ဒါကိုမြင်တော့တကွင်းလုံးလက်ခုပ်တံတွေနဲ့စူညံသွားတာပဲပြီးတော့သူကလေထဲမှာလက်ကိုဝှေ့ရမ်းလိုက်တာနဲ့ပန်းတီတစ်လုံးရုပ်တရက်ထွက်ပေါ်လာပြန်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကတချို့လူတွေကသူ့ကိုလောင်ပြောင်ကြတော့တာပဲလူရှင်တော်ရဲ့အပြုံးကရုပ်တရက်တောင်းခဲသွားတယ်တကယ်တော့ဒါတွေအားလုံးကကန်ဆိုးတဲ့မျက်မှန်နဲ့ကောင်လေးတယောက်ကြောင့်ဖြစ်နေတာလေအဲ့ဒီကောင်လေးကိုပညာပေးဖို့အတွက်လူရှင်တော်ကပန်းတီကိုကောင်လေးရဲ့ခေါင်းပေါ်မှာဖြည်းဖြည်းလေးတင်လိုက်တယ်အဲ့ဒီမှာတင်ကောင်လေးရဲ့အပြုံးတွေပျောက်သွားတာပေါ့လူရှင်တော်ကလက်ကိုမြောက်ပြီးပြစ်မှတ်ကိုချိန်လိုက်တဲ့ကောင်လေးကကြောက်လန့်တကြားနဲ့တောင်းပန်ပြီးအသက်ကိုချမ်းသာပေးဖို့ငိုရိုတော့တာပဲသူ့ငယ်ချင်းမလေးကလည်းကောင်လေးကိုအမြန်ဝိုင်းခဲ့တာပေါ့ဒါပေမဲ့လူရှင်တော်ကဘသူစကားမှနားမထောင်ဘူးရှိုးကိုပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းအောင်သူကမျက်နှာကိုဘေးဆောင်မျက်စိတစ်ဖက်ကိုမိတ်ပြီးခလုတ်ကိုနှိပ်လိုက်တဲ့ပန်းတီကတော့တဲ့တဲ့ကြီးအဖောက်ခံလိုက်ရတာပေါ့ကန်ကောင်းကျင်တော့ကြည်စံကကောင်လေးရဲ့ခေါင်းကိုမထိခဲ့ဘူးလူအုပ်ကြီးကလက်ခုပ်တွေတီးပြီးအော်ဟစ်အားပေးကြပေမဲ့အဲ့ဒီကောင်လေးနဲ့သူ့ငယ်ချင်းမလေးကတော့စွန့်ပြီးရက်နေကြတော့မဲရှိုးပြီးသွားတော့လူတွေကပိုက်ဆံထည့်ပြီးပြန်ကုန်ကြပြီးဒါပေမဲ့ဒီနေ့ယောက်ကတော့ဘာမှမဖြစ်တယ်လို့ရက်နေကြတာလူရှင်တော်ကခဏခဏအချက်ပြတော့မှကောင်မလေးကမာနာကြီးကြီးနဲ့ပိုက်ဆံထုတ်ပြီးထဲမဲ့ပုံစံဟန်ဆောင်လိုက်တယ်ပြီးတော့မှတိတ်တဆိတ်ပြန်သိမ်းလိုက်ပြီးလူရှင်တော်ကိုလောင်ပြောင်သွားသေးတာဒါကိုမြင်တော့လူရှင်တော်ရဲ့မျက်နှာကပြောင်းလဲသွားပြီးအခုတော့သူတကယ်ပဲဒေါသထွက်သွားပြီလေသူကငားမြတဲ့ပြစ်တယ်လို့မျိုးထူးဆန်းတဲ့အမူအရာတစ်ခုလုပ်လိုက်တဲ့အချိန်မှာတင်ကောင်မလေးရဲ့အိတ်ထဲကပိုက်ဆံတွေကအလိုလျောက်ပြင်ကိုဆွဲထုတ်ခံလိုက်ရတယ်နှစ်ယောက်လုံးအန်သားမင်တက်ပြီးကြည်နေုံကလွဲလို့ဘာမှမတတ်နိုင်ကြဘူးလူရှင်တော်ကပြုံးပြုံးလေးနဲ့ပိုက်ဆံကိုကောက်ပြီးတစ်တာထဲထည့်လိုက်တာပေါ့သူ့ရဲ့မာနာကြီးတဲ့ပုံစံကိုမြင်တော့ကောင်မလေးကဒေါသထွက်ပြီးတစ်တာထဲကပိုက်ဆံတွေကိုတဲ့သွားနိုင်ပြီးပြန်ယူလိုက်တယ်အဲ့ဒီမှာတင်လူရှင်တော်ကထိမရတော့ဘူးသူကချက်ချင်းပဲတိုက်ခိုက်လိုက်ပြီးကောင်မလေးကိုမြေကြီးပေါ်လဲကျသွားအောင်လုပ်လိုက်ပါတော့တယ်